article ဆိုတာပါလေ article ဆိုတာက a and there ဆိုတဲ့သုံးလုံးပဲဖြစ်ပါတယ် article တွေကို noun နဲ့တွဲပြီးတော့သုံးလို့ရှိပါတယ် article မှာ indefinite article မတိကျတဲ့ article နဲ့ definite article တိကျတဲ့ article ဆိုပြီးတော့ article နှစ်မျိုးရှိပါတယ်ရှင် a နဲ့ and က indefinite article မတိကျတဲ့ article ဖြစ်ပြီးတော့ there ကတော့ definite article တိကျတဲ့ article ပဲဖြစ်ပါတယ်A နဲ့ N ကိုတော့ singular countable noun ရေးတွက်လို့ရရဲ့နဲ့အနေကိန်းအနေနဲ့တွဲပြီးတော့သုံးလို့ရှိပါတယ်အရင်ဆုံးအနေနဲ့ A ရဲ့အသုံးလေးကိုလေ့လာကြည့်ကြမယ် We use A before a word beginning with consonant sound A ကိုကြောက် B တန်နဲ့စတဲ့စကားလုံးတွေရဲ့ရှေ့မှာသုံးပါတယ်နောက်ထပ်ကတော့ N ရဲ့အသုံးလေးကိုလေ့လာကြည့်ကြမယ် We use N before a word beginning with vowels and ကိုကြတော့တရတန်နဲ့စာရဲ့စကားလုံးတွေရဲ့ရှေ့မှာသုံးပါတယ်အဲ့ဒါဆိုလို့ရှိရင် consonant sound B တန်နဲ့ vowel sound တရတန်ကိုဘယ်လိုမျိုးခွဲရမှာလဲဒုတိယက B တန်နဲ့တရတန်ကိုခွဲတတ်ဖို့ဆိုရင်တော့ alphabet A to C ကိုပြန်ကြည့်မှရမယ်ဒီ alphabet 26လုံးတည်းက A E I O U ဆိုတဲ့ငါးလုံးက vowel တရရပဲဖြစ်ပါတယ်အဲ့ဒီ A I O ငါးလုံးတည်းကတခုခုနဲ့စရင်တော့ vowel တရလို့သတ်မှတ်ပြီးတော့ကျန်တဲ့21လုံးတည်းကတခုခုနဲ့စရဆိုရင်တော့ consonant B လို့သတ်မှတ်ပါရှင်ပို့ပြီးတော့နားလည်တော့ဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် a boy ကောင်လေးတယောက် a car ကားတစ်စီး an hour တနာရီ a university တက္ကသိုလ်တစ်ခုအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် an hour h နဲ့စထားတာကိုဘာဖြစ်လို့ an နဲ့တွဲထားတာလဲသူက h နဲ့စထားရဆိုရင်သူက hour ဆိုပြီးတော့တရတန်ထွက်ပါတယ် hour လို့မထွက်ပါဘူး hour လို့ထွက်ပါတယ်ဒါကြောင့်မလို့သူကို an နဲ့တွဲပြီးတော့သုံးပြရဖြစ်ပါတယ်ရှင် B နဲ့စပေမဲ့တရတန်ထွက်နေလို့ရှိရင်အဲ့ဒီစကားလုံးကို an နဲ့တွဲပြီးတော့သုံးပြရပါမယ်နောက်ထပ်တစ်ခုဒီမှာဆိုလို့ရှိရင် a university သူက U နဲ့စထားတာကြီးတရနဲ့စထားတာကြီးကိုဘာဖြစ်လို့ E နဲ့ပဲတွဲပြီးတော့သုံးထားတယ်သူကလည်းတရနဲ့စထားရဆိုရင် university ဆိုပြီးတော့ B တန်ထွက်နေပါတယ်အဲ့ဒါကြောင့်မလို့သူ့ကို A နဲ့တွဲပြီးတော့သုံးပေးထားပဲဖြစ်ပါတယ်တရနဲ့စပေမဲ့ B တန်ထွက်နေရင်လည်း A နဲ့ပဲတွဲပြီးတော့သုံးပေးရပါတယ်အခုကတော့ A နဲ့ N ရဲ့အသုံးလေးကိုကိုပြပြသိသွားပြီလို့မျှော်လင့်ပါတယ်ရှင်နောက်ထပ် the ရဲ့အသုံးလေးကိုလေ့လာကြည့်ကြမယ်နံပါတ်1အချက်ကတော့ we use the before a noun which is mentioned for the second timeဒုတိယအကြိမ်ဖော်ပြအနေနဲ့စကားလုံးတစ်ခုကိုသုံးလိုက်တယ်ဆိုလို့ရှိရင် the နဲ့တွဲပြီးတော့သုံးပေးရပါတယ်ပို့ပြီးတော့ရှင်းလင်းသွားဥပမာလေးကိုကြည့်ကြည့်မယ် I bought a book yesterday ငါမနေ့ကစာအုပ်တစ်အုပ်ဝယ်ခဲ့ The book is amazing စာအုပ်ကအရန်အံ့ဩစရာကောင်းတာပဲအဲ့ဒါဆိုလို့ရှိရင်သူကဒီမှာ the book ဆိုတဲ့ဟာကကြောင့်မနေ့ကဝယ်ခဲ့တဲ့စာအုပ်ဆိုတာပထမတစ်ခါဖော်ပြပြီးသားဒီ the book ဆိုတာဒုတိယတစ်ခါဖော်ပြအဲ့ဒါကြောင့်မလို့သူ့ကိုသင်ထည့်ပြီးတော့သုံးပြရဖြစ်ပါရှင်နံပါတ်2အချက်ကတော့ we use the before noun made definite by the addition of a phrase or a clause စကားစုတစ်ခုဒါမှမဟုတ် clause တစ်ခုနဲ့ပို့ပြီးတော့တိတိကျကျဖြစ်အောင်ဖော်ပြထားတဲ့အခါဆိုလို့ရှိရင်လည်းtheyထည့်ပြီးတော့သုံးပါတယ်ပို့ပြီးတော့နားလည်သွားဥပမာလေးကိုကြည့်ကြည့်မယ်The boy with the black shirt is my brother အင်ကြီးအနေနဲ့ဝတ်ထားသူကငါရဲ့အကိုဒီမှာဆိုလို့ရှိရင် the black shirt ဆိုတဲ့ phrase ကပို့ပြီးတော့တိတိကျကျဖြစ်အောင်ဖော်ပြထားတာငါရဲ့အကိုကဘယ်လိုမျိုးလဲဘယ်တယောက်လဲအင်ကြီးဘာရန်ဝတ်ထားတာလဲဆိုတာကိုပို့ပြီးတော့တိတိကျကျဖြစ်အောင်ဖော်ပြထားတဲ့အတွက် they နဲ့တွဲပြီးတော့သုံးပါတယ်နံပါတ်3အချက်က we use the before nouns of which there is only one ဒီကဘာပေါ်မှာတစ်ခုတည်းရှိအရာရဲ့ရှေ့မှာဆိုလို့ရှိရင်လည်း they ထည့်ပြီးတော့သုံးပါတယ်ဥပမာဆိုလို့ရှိရင် the earth ကဘာ the moon လာ the sky ကောင်းကင်ဒီလိုမျိုးပေါ့နော်နံပါတ်4အချက်ကတော့ we use the before the names of river oceans seas desert ပင်လယ်တွေသမုဒ္ဒရာတွေမြစ်ချောင်းတွေတဲကနာရရဲ့နာမည်ရှိမှလည်း they ထည့်ပြီးတော့သုံးပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် the Caribbean Sea Caribbean ပင်လယ် the Sahara Desert Sahara တဲကနာရနောက်ဆုံးအချက်ကတော့ we use the before superlative adjective superlative adjective တွေရဲ့ရှေ့မှာ they ကိုထည့်ပြီးတော့သုံးပါတယ် superlative adjective ဆိုတာကကြောင့် D3 ပေါ့နော်အမြင့်ဆုံးအဆင့်ကိုပြောတာပါဘယ်လိုမျိုးလဲဆိုတော့ beautiful လှပတော့ဆိုလို့ရှိရင် the most beautiful အလှပဆုံးအဲ့လိုမျိုးပေါ့နော်ပို့ပြီးနားလည်တော့ဥပမာလေးကိုကြည့်ကြည့်ကြမယ်ထ
Tina is the most beautiful girl in our class. Tina ကငါတို့အတန်းထဲမှာအလှဆုံးကောင်းပါလေ။နောက်တစ်ခုကကြတော့ I am the youngest in my family. ငါကငါမိသားစုထဲမှာအငယ်ဆုံး။ဒီလိုမျိုးပေါ့နော်။ဒီနေရာမှာတော်တော်များများမှားရကြတာကတော့အတန်ထွက်ပါပဲ။တော်တော်များများက the နဲ့ the နဲ့ကိုကွဲအောင်မထွက်ကြဘူးပေါ့နော်။ the ရဲ့နောက်မှာ consonant ဘီးလိုက်မယ်ဆိုလို့ရှိရင်တော့ the လို့ပဲထွက်ပါတယ်။ example လေးကိုကြည့်ကြည့်ကြမယ်။ The phone is ringing. ဖုန်းကအတန်မြည်နေတယ်။နောက်တစ်ခုကကြတော့ the ရဲ့နောက်မှာ vowel လိုက်မယ်ဆိုလို့ရှိရင်တရလိုက်မယ်ဆိုလို့ရှိရင် the လို့ထွက်ပါတယ်။ they လို့မထွက်ပါဘူး။ example လေးကိုကြည့်ကြည့်မယ်။ The apple is good. ပန်းသီးကကောင်းတယ်။ဒီလိုမျိုးလေးသုံးပေးရပါတယ်ရှင်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိလိုက်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိရဆိုရင်တော့ Jupiter Channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching